ကျွန်တော်ဒီယောဂကျင့်တဲ့အကြောင်း post လေးတင်တော့ဒီ IBS ရှိတဲ့ဆိုရဲအမတယောက်ကမေးထားတဲ့ comment လေးဖြေပေးကျွန်တော်ပါ။ဘာလို့ဆိုကျွန်တော် IBS ကိုကျွန်တော်လေ့လာခဲ့ဘူးလေ။ဘာလို့လဲဆိုတော့ကျွန်တော်ယောဂက IBD အုပ်စုထဲမှာပါတယ်။ကျွန်တော်ယောဂကတော့ IBD ပေါ့ဒါပေမဲ့မှာအဲ့တော့ကျွန်တော်ယောဂကိုလေ့လာရင်းနဲ့ IBS ကိုလည်းနာမည်လေးဆင်တယ်ဒီဆိုင်ဦးလမ်းကြောင်းယောဂပဲဆိုကျွန်တော်ကလေ့လာကြည့်တယ်ဒါပေမဲ့တူတော့မတူဘူးဗျ။ကျွန်တော်ယောဂကတော့ IBD Acidic colitis ဆိုတဲ့ယောဂအလွယ်ပြောရရင်ကျွန်တော်ယောဂမှာဒီဥယောင်နာတွေဖြစ်မဲ့အနာတွေဖြစ်မဲ့တွင်းမှာနာဖြစ်မဲ့သွေးပါမဲ့ autoimmune ယောဂဖြစ်တယ်နောက်ပြီးတေချာမကုရင်ကင်ဆာအထိပြောင်းနိုင်တယ်ဒါပေမဲ့ IBS ကတော့အဲ့လိုမဟုတ်ဘူးသူကirritable bowel syndrome လို့ခေါ်တယ်သူကဥလန်းချောင်းမူမမှန်တဲ့ယောဂဥလန်းချောင်းရဲ့ဒီ function တွေပေါ့ဗျာလှုပ်ဆောင်ချက်တွေမူမမှန်တော့တာအဲဒါကြောင့်မလို့ one shot and short လဲ one shot and choke လဲ4 point ပွားမယ် bite တွေနာတာတွေလည်းဖြစ်ရင်ဖြစ်တယ်ဒါပေမဲ့အစိုးရအကောင်ကသူက IBD လို့မဟုတ်ဘူး IBS ကကင်ဆာကိုပြောင်းမသွားနိုင်ဘူးအဲ့လေတော့နည်းနည်းလေးအစိုးရအကောင်ပေါ့ဗျာသူ့အကြောင်း IBS ရဲ့အဓိကဖြစ်တဲ့အကြောင်းရင်းကကျွန်တော်တို့ဒီ gut brain axis ဆိုတဲ့ဒီဥလန်းချောင်းနဲ့အုံနှောင်းနဲ့ဟန်ချက်မညီတာပေါ့ဗျာငါလိုလဲရှင်းရှင်းပြောရရင်တော့ဒီစိတ်ဖိစီးမှုတွေပေါ့ဗျာစိတ်စီမပြေတာတွေစိတ်ညစ်စရာတွေများတာနောက်ပြီးတော့ဒီဘက်ခေတ်ရဲ့ chemical တွေစုံနေတဲ့အစားအသောက်တွေကြောင့်ပေါ့နော်အဲ့ဒါတွေကြောင့်အဓိကဖြစ်တာဒီတော့ကျွန်တော်တို့ဒီဆေးလဲကုမယ်စေကုနေနဲ့အဓိကအကြောင်းရင်းဖြစ်တဲ့ဒီစိတ်ဖိစီးမှုကိုရှော့ချမယ်အစားတော့နေထိုင်အောင် life style အောင်ဆင်ကျင်မယ်ဆိုရင်တက်တာလာနိုင်တယ်ဗျစိတ်ဖိစီးမှုကိုရှော့ချတဲ့နေရာမှာကျွန်တော်တုန်းကတော့ကျွန်တော်ဒီယောဂကျင့်တာကအကောင်းဆုံးဖြစ်ခဲ့တယ်အဆင်ပြေခဲ့တယ်မိတ်ဆွေတို့လည်းစမ်းကြည့်ပါနော်တေချာတစ်ခုကတော့ကျွန်တော်တို့ယောဂကျင့်ရင်စိတ်အေးချမ်းမှုကတော့ရနိုင်တယ်ဒါပေမဲ့သတိထားမှာဆရာကောင်းသမားကောင်းတို့တေချာလေးရွေးပါဗျ။အဲဆိုကိုကအဆိုင်ဦးလုံးမကောင်းတာကိုကြိုပြောပြတာပေါ့နော်။မဟုတ်ရင်ဒီယောဂ post အကျန်းတွေစပြီးလေ့ကျင့်ခိုင်းတာတို့ post အကျန်းတွေလုပ်ခိုင်းတာတို့မျိုးဆိုရင်ယောဂတွေကပိုဆိုးကုန်နိုင်လို့ပါ။ဒီစိတ်ဖိစီးမှုရှော့ချနိုင်ပြီးပြီဆိုရင်အစားတောက်နေထိုင်အောင်လည်းပြောင်းအောင်ပါဗျာ။ဒီဘက်ခေတ်ကအစားတောက်တွေက chemical တွေမလုပ်ဘူးဆိုတော့ချင်းချင်းပြီးစားရမယ်။ lifestyle ပေါ့အနေထိုင်စားတောက်ကိုပြောင်းရမယ်ဗျ။နောက်တစ်ခုကဒီအစားတောက်တွေကနေလည်းအာဟာရဓာတ်တွေကအရင်လုံးကလိုအပြည့်အဝမရတော့ဘူး။ပိုးသက်စေးပေါင်းသက်စေးနဲ့စုံနေရဆိုတော့ဒီတော့ဆရာဝန်နဲ့တိုင်ပင်ပြီးဖြည့်ဆွတ်စာလုပ်ရင်ဖြည့်ဆွတ်စာတောက်အောင်ပါပေါ့ဆေးလက်ကူရသားရင်းနဲ့တို့ lifestyle နဲ့ပြောင်းမယ်စိတ်ဖိစီးမှုကိုလည်းထိန်းချုပ်လာနိုင်မယ်ဆိုရင်တော့ဒီယောဂတွေတက်တာလာနိုင်တယ်ဗျတက်တာခဲ့တဲ့တာရကတွေလည်းရှိတယ်ဗျဒီယောဂတွေအများစုကဗျာဒီလုံးဝမပြောင်းနိုင်ဘူးဆိုပြီးထင်ကြတယ်ဒါပေမဲ့ရှင်းရှင်းပြောရရင်ဗျာယောဂတော့ရှိနေမယ်ဒါပေမဲ့ရှည်ယောဂလက္ခဏာမခံစားရပဲအကြာကြီးတက်တာနေတဲ့လူတွေလည်းရှိတယ်အဲ့လိုမျိုးတက်တာလာနိုင်မယ်ကျွန်တော်လည်းကျွန်တော်ယောဂမှာကျွန်တော်အဲ့လိုတက်တာခဲ့တယ်ပေါ့နော်ဒါလေးတော့ကျွန်တော်လေးလာဘူးတလောက်ပြောပြရတာပါနောက်ဆုံးတော့ကျွန်တော်ပြောနေကြတဲ့အတိုင်းလူတိုင်းတယောက်နဲ့တယောက်အတိအကျမတူနိုင်ဘူးဆိုတော့ကိုယ်ခန္ဓာကိုယ်ရဲ့အတန်ကိုနားထောင်မှာအကောင်းဆုံးကိုကုစားရမှာပေါ့ဗျာကျွန်တော်ကတော့ဒီဆိုင်ဝင်လမ်းကြောင်းယောဂရှိပေမဲ့စိတ်ဖိစီးမှုတွေလျှော့ချဖို့ကျွန်တော်ယောဂကျင့်ရင်းနဲ့အဆင်ပြေခဲ့တယ်ဖြည်းဖြည်းမှန်မှန်လေးနဲ့စားရတာပေါ့ဗျာဖြည်းဖြည်းနဲ့ပို့ပြီးတော့ကိုယ်ခန္ဓာကိုယ်ကြောင့်ကိုယ်သိလာတယ်ဗျမရှိလို့လည်းကိုယ်အဆင်ပြေခဲ့တဲ့ပုံစံတွေရှိရင်ပြပြခဲ့ပါအောင်ဗျာအားလုံးကျမ်းမာကြပါစေဗျာ